ဘဝမှာလေဟိုတယ်နာမည်ခံထားပြီးဒီလောက်စုပ်ပြတ်တတ်တဲ့ဟိုတယ်တစ်ခါမှကိုမတွေ့ဘူးအမှပရင်းပေါက်မှာလိုက်ကမပါဘူးဖုံကတစ်ထောင်လောက်နဲ့မိုးလေးလို့ရှင်နေရအတိုင်းသားထိုးအဲကွန်ကလည်းပြက်နေတယ် TV ကလည်းကြည့်လို့မရဘူးရေခဲတက်တာထဲမှာလည်းဘာဆိုဘာမှမထည့်ပေးထားဘူးအိယာကောင်းရင်ဖွင့်နေစာကြည့်မီလုံးကလည်းမလင်းဘူးကြည်လိုက်အိမ်နာရဲ့အယောင်အစင်းကိုလည်းကြည့်လိုက်ကြအောင်เนาะထိုင်နေစရာပြီးလို့ရှင်အမကြည့်လိုက်ရေနှိပ်ပြမယ်ဟောအမရေကအမတတော်ဟောအဲ့ဒီဘေးကနေထွက်တာနော်အမဘေးစင်ရဲ့အယောင်စင်းကိုလည်းကြည့်အမအပေါက်ကဟောင်းလောင်းနဲ့အမကြည့်လိုက်အောင်သုံးကျင်စရာလေးပြီးတော့ရေဘူးကလည်းမပါဘူးပါတဲ့ရေအေးရှာဝါကလည်းချိတ်တဲ့ဟာလေးတော့မပါဘူး breakfast လည်းမပါဘူးအဝတ်တင်ပို့ပြီးတော့စင်တို့လည်းမပါဘူးဒီကောင်လုံးကမှုရပါမှာပွားစားကျဲမှုရကြီးကလည်း separate နေရကြောတွေထောက်ပြီးတော့နာပေးထားတဲ့ဆောင်းကလည်းပါရှက်ပြီးချမ်းလုံးအိတ်မပြောယူထားတဲ့ဈေးက9000ကိုတဲနေကြောင်ဟိုတယ်တွေကအခန်းမရလို့ရတဲ့ဟိုတယ်တဲမိတာနောက်တစ်ခါတော့တော်ပြီ